တော်တာရှင်များရှင်ပြည်သူရေဒီယို People's Radio မြန်မာရဲ့တော်လန်ချီတက် podcast ကပါဒီ podcast ကနေခေတ်စနစ်လူမှုဝန်းကျင်အသီးသီးမှာအပြောင်းလဲတစ်ခုခုကိုဖော်ဆောင်နေရင်တော်လှန်ရေးရည်စည်းကြောင်းနဲ့ပါဝင်လှုပ်ရှားနေကြတဲ့အလွှာဆောင်ကအမျိုးသမီးနဲ့လူငယ်တွေရဲ့တော်လှန်ရေးရုပ်ပုံသားတွေကိုကြားရဖို့ရှိပါတယ်နောက်မေကောကလည်းအဲ့ဒါလေးနဲ့ဆက်တယ်ပေါ့နော်ဒါဘာပဲပြောဒီ Spring Projects Melbourne ပေါ့နော်မတို့အပါအဝင်အမနွယ်နီတို့အပါအဝင်နိုင်ငံတကာကဒီရမုံငွေရှာဖွေပေးကြတဲ့ FR ရဲ့အခန်းကဏ္ဍကဒီကာလမှာတော်တော်လေးလဲမြင်သာသိတာတယ်အများကြီးလဲဒီ၄နှစ်တာ၄နှစ်နီးပါးကာလမှာအထောက်ပံ့ဖြစ်ခဲ့ပါတယ်မှာဒါပေမဲ့လေတခါတလေကိုရီးယားပြောလိုက်လို့ရှိရင်ကိုမိသားစုအရေးတွေနော်ကိုရီလောက်ကင်နေကြကိုရီရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေရှိတယ်ဟိုဓာတ်တွေကိုဖယ်ပြီးတော့ကိုယ့်အပူနဲ့ကိုယ့်အတက်ကိုလည်းနေလို့ရရတာနဲ့ဘာလို့ဒီလိုမျိုးရမုံငွေလှုပ်ရှားပြီးတော့နေဦးတော်လန်ရေးအတွက် contribute မတို့လုပ်ဖြစ်တာလဲပေါ့နော်ဘာတွေကတွန်းအားဖြစ်မလဲရှင်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့တရားလေးသေချာဖြည့်ပေးမယ်ပေါ့နော်မမတို့ဆိုလို့ရှိရင်တော့ဒီ Australia ရောက်တာနှစ်25နှစ်30နီးပါးဖြစ်ပြီမမတို့လိုပဲဒီ Australia နိုင်ငံကိုရောက်နေတဲ့လူတွေတော်တော်များလည်းရှိတယ်ပေါ့နော်အဲ့ဒီလိုမျိုးဟိုတခုပြောပြရမယ်ဆိုရှင်အမဆိုလို့ရှိရင်80မျိုးဆက်ကလာတယ်အမတို့ Australia နိုင်ငံကိုရောက်တဲ့အချိန်မှာ1995ထဲရောက်နေတာအဲ့တော့အမတို့ရဲ့တော်လှန်ရေးကိုဒီဩစတြေးလျနိုင်ငံကိုရောက်နေတဲ့ဗမာပြည်သားတွေအဲ့လောက်ကြီးစိတ်ဝင်စားနေအပေးမှုမရှိဘူးပေါ့နော်။အမားတို့လုံးမယ်ဆိုလို့ချင်းတန်ယုံနေဆန္ဒပါတပ်ပြလို့ရှိရင်အမားတို့ပဲဒီ88မျိုးဆက်တွေပဲဒီရောက်လာတဲ့လူတွေပဲပေါ့နော်။ဆိုတော့လူဟောင်းတွေကဒီရောက်ပြီးသားဗမာတွေကတိတ်မပါဘူး။မပါတဲ့ပြင်မှာတချို့ဆိုလို့ချင်းအမားတို့နဲ့ဆက်ဆက်လို့ချင်းဟဲ့တပုံကြီးနဲ့ဆက်ဆံရတယ်လို့မျိုးသူတို့မှခွဲခြားမှုအောင်ရှိလိုက်သေးတယ်ပေါ့နော်။ဗမာအများစုပြောတာမဟုတ်ပါဘူး။ဘာဖြစ်လို့သူတို့တွေကဗမာပြည်ပြန်ပြီးတော့လဲရမယ်ဆိုတော့ဒီအဲ့တုန်းကလည်းအစိုးရပဲလေဦးတန်းရွှေခဲ့ပြီလေ။ဆိုတော့သူတို့တွေကဗမာပြည်ပြန်လဲရမယ်ဆိုတော့မမတို့နဲ့ဆက်ဆံလို့ချင်းဗမာပြည်ပြန်လို့ရှိရင်ပြဿနာများတက်မလားဘာညာဆိုတော့တချို့တွေကမမလုပ်တဲ့ပွဲတွေတော့မလားအဲ့တော့မမတို့ပဲဖြစ်တယ်အဲ့ဒီ88 generation ကအဲ့ဒီရောက်ခါစားတော့မမတို့ရင်ဆိုင်ခဲ့ရတဲ့အချိန်ပေါ့ဒါပေမဲ့လို့ဒီຫນွေဥတော်လှန်ရေးမှာတော့အဲ့လိုမဟုတ်လုံးဝပြောင်းသွားတော့ကိုမထင်ထားတဲ့လူတွေဆိုဥမာဆိုလို့ချင်းဆရာဝန်အုပ်စုတွေအင်ဂျင်နီယာအုပ်စုတွေအဲ့လိုမျိုးစသဖြင့်ဒီမှာရောက်နေတာသူ group နဲ့သူရက်တည်နေခဲ့တဲ့ဗမာလူမျိုးပေါ့တော်တော်များများဥမာဆိုလို့ချင်းဒီ Australia နိုင်ငံမှာဗမာပြည်ဘွားတွေပေါ့နော်မြန်မာနိုင်ငံသားတွေ100လောက်ရောက်နေတယ်ဆိုလို့ရှိရင်100လုံးနီးပါးຫນွေဥတော်လှန်ရေးမှာပါဝင်နေကြကိုရီမသိခဲ့တဲ့လူတွေမသိတော့သိတယ်ဒါပေမဲ့မထင်မှတ်တဲ့လူတွေပေါ့နော်တော်လင်းမှာသူတို့စိတ်ရှိပါမလားအာနာရှင်စနစ်ကိုဖြစ်ဖို့ရှိပါမလားဆိုတဲ့စိတ်ကအဲ့လိုမျိုးထင်နေတဲ့လူတွေတော့မှဒီတော်လိုင်းမှာလုံးဝပါလာတာတွေ့ရတယ်ဒါမမတို့ဆိုလို့ရှိရင်တော့အဖွဲ့အစည်းတစ်ခုဖြစ်မယ်တိတ်လေးပဲဖြစ်မယ်အမားတို့လိုမျိုးပဲဒီနိုင်ငံမှာ fundraising ရှာနေလူတွေအများကြီးပဲဆိုလိုချင်တာကဒီတော်လန်ရေးကိုဒီຫນွေဥတော်လန်ရေးကိုပြပမှာရောက်နေတဲ့ဗမာတွေရဲ့တန့်ပိုးမှုအင်အားမနေဘူးအဲ့ဒါကပြောချင်တာကဩစတြေးလျနိုင်ငံတစ်ခုတိတ်လေးပဲရှိသေးတယ်เนาะဒါအတိအရှာနေရတာပဲအကုန်လုံးကရှာပြီးတော့တော်လန်ရေးကိုသွားနေကြတဲ့လူတွေကြီးပဲဆိုတော့အဲ့တော့မမတို့ကိုဘယ်လိုမျိုးခွန်အားဖြစ်စေချင်လဲဖြစ်စေချင်တာပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီတော်လှန်ရေးကိုဒီဗမာကိုရီးယားဘယ်လိုပြောမလဲအများသောအဖြစ်ကကြတော့ဒီမှာကိုယ့်ကိုနေလို့ရကြတယ်ဆိုပေမဲ့လို့ငါတို့ကရတယ်ရပြီမဲ့ဆိုပေမဲ့လို့ကိုယ့်မှာမရကြဘူးပေါ့နော်ပြောချင်တာကဒီနိုင်ငံကနေပြီးတော့တင်သွားတဲ့အတွေ့အကြုံတွေဒါမှမဟုတ်ဒီနိုင်ငံကအစိုးရကဒါမှမဟုတ်ဒီနိုင်ငံက system ကတင်ပေးထားတဲ့လူသားချင်းစာနာမှုတွေလို့ပဲပြောရမယ်ထင်တယ်အဲ့လိုမျိုးလည်းပြောလို့လည်းရတယ်ပေါ့နော်ပြီးလို့ရှိရင် sharing and caring ဆိုတာဒီနိုင်ငံမှာလည်းရှိသေးတယ်ဆိုတော့ဒီနိုင်ငံမှာလူတွေကအဲ့လိုတယောက်နဲ့တယောက်နဲ့အေးအေးချမ်းချမ်းနေကြတယ်ကူညီကြတယ်ဝိုင်းဝန်းပတ်မိုးကြအဲ့လိုနေပါပဲဗမာပြည်မှာပဲဖြစ်ဖြစ်ဒီပြည်နိုင်ငံမှာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးတွေမတရားညှတာမှုတွေခံစားနေရတယ်ဆိုလို့ရှိရင်ကိုယ်တွေဆိုလို့ရှိရင်အဲ့လိုလက်မခံနိုင်ဘူးပေါ့နော်ထိုနည်းလည်းကောင်းမယ်အခုဗမာပြည်မှာဒီမင်းအောင်လှိုင်တို့အာဏာသိမ်းသွားတဲ့အုပ်စုတစုကတကယ်ဆိုလို့ရှိရင်လုံးဝမတရားမှုကိုကျူးလွန်ခဲ့တာလုံးဝကိုဒါကဗမာပြည်သူပြည်သားတွေကိုမင်းရပြောရပစ်စော့လုပ်ထားတာပေါ့နော်ပစ်စော့လုပ်လိုက်တာပျော်ရွှင်နေတဲ့တိုးတက်ဖို့အတွက်ကိုအားယူနေတဲ့ဒီနိုင်ငံကလူတွေကိုသူတို့ကျွန်ပြုတ်ချင်တဲ့အချိန်မှာကျွန်ပြုတ်လို့မရမှာဆိုပြီးတော့အာဏာသိမ်းမှုဖြစ်ခွဲတာပေါ့နော်အဲ့တော့ခါကျတော့အမားတို့ဒီကိုချင်းစာတရားတွေနဲ့ဒီတော်လှန်ရေးကိုပါဝင်ရမယ်ဆိုတဲ့အသိကလူတိုင်းမှာရှိတာကြိုက်ဖြစ်တယ်မတရားမှုနှစ်ခုပဲရှိတယ်မမတို့ကဓမ္မလားအတ္တမလားအဲ့တော့ခါကြတော့ဓမ္မဘက်မှာနေမလားအတ္တမဘက်မှာနေမလားလူတိုင်းကဓမ္မဘက်မှာပဲနေကြမှာ
အထူးသဖြင့်ကဒီဘက်လိုနိုင်ငံမျိုးမှာရောက်လာတဲ့လူတွေကဒီမတရားမှုဘယ်သူမှလက်မခံကြမတရားမှုလုံးဝမကြိုက်ကြဘူးအခုဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်တို့လိုမျိုးနိုင်ငံရေးအကျဉ်းသားတွေအများကြီးပေါ့နော်အကြောင်းသားတွေ generation ဟိုဒီ new generation တွေ generation Z တွေနိုင်ငံရေးလုံးနေတဲ့လူတွေအကုန်လုံးက sorry ဟိုတော်တော်များများကိုသူတို့ကမတရားဖန်တီးထားတာမျိုးရှိတယ်အာနာသိန်းစပြီးတော့သိန်းနေတာမတရားမှုစပြီးတော့ကျူးလွန်လာပြီပေါ့နော်ဘယ်တော့ဘာ reason ပဲသူတို့ပေးသူတို့မတရားတာကိုလူတိုင်းကသိနေတဲ့အတွက်ကြောင့်ဒီမတရားမှုကိုငါတို့တွေကမခံနိုင်ဘူးမတရားမှုငါတို့လက်မခံဘူးဒီမတရားမှုကဒီမျိုးဆက်မှာဖြတ်ကိုဖြတ်ရမယ်ဒီမျိုးဆက်မှာပြီးသွားလို့ရှိရင်ဒီမတရားမှုကိုဒီမျိုးဆက်တွေကတော်လှန်နေကြပြီးတွန်းခံငါတို့တွေကအနောက်ကနေပြီးပံ့ပိုးတဲ့လက်စစုံငါတို့ကဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်အဲ့လိုမျိုးဟိုပါဝင်ခဲ့ကြတာလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုတာခုနပြောသလိုမျိုးဟိုဒီလိုမျိုးဟိုမတရားမှုတွန်းလှန်တဲ့ခါကျတော့ဒီပြပရောက်ဒါမမတို့ဩစတြေးလျနိုင်ငံမှာပဲရှိသေးတယ်ပြီးတော့မဲဘုံမှာတစ်မျိုးလေးပဲရှိသေးတယ်ပေါ့နော်အခုလိုမျိုးပဲဩစတြေးလျနိုင်ငံအကျယ်ကြီးပဲမျိုးတွေအများကြီးပဲလူတွေကဟိုဒီလိုမျိုး family တွေသွားတယ်အဓိကဖြစ်ချင်တာကဒီမတရားမှုကိုငါတို့တွေကဆန့်ကျင်တယ်လက်မခံဘူးအာဏာသိမ်းမှုလည်းလက်မခံဘူးဒီအာဏာသိမ်းမှုလည်းဘယ်တော့မှဆက်မဖြစ်စေရဘူးဆက်မဖြစ်စေရဘို့ကွာတနည်းလမ်းပဲရှိတယ်တနည်းလမ်းပါလဲဆိုလို့ရှိရင်ခုနပြောတဲ့အဲ့ဒီစစ်တပ်ရဲ့ generation ပေါ့နော်ဒီဟို1962ခုနှစ်တည်းကနေစတယ်ဆိုပါတော့အဲ့ဒီခုနှစ်ကနေအစဉ်ဆက်နေပြီးတော့ဒီဗမာပြည်သူပြည်သားတွေကိုဒီစစ်တပ်ရဲ့မျိုးဆက်တွေကကျွန်လုံနေတာအခုလည်းသူတို့ကျွန်လုံရမှာဆိုပြီးတော့တရားအာဏာကိုသိမ်းနေတာပေါ့နော်အာဏာကိုသိမ်းခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီကျွန်လုံနေတဲ့ဟိုလက်တဆုပ်စာလူဒန်းစားပေါ့ဆိုတော့အမှအာဏာသိမ်းထားတဲ့မင်းအောင်လှိုင်တို့ပါမယ်မင်းအောင်လှိုင်အပါဝင်နောက်ထပ်စစ်ဗိုလ်ကြီးတွေပါမယ် top ကအကုန်လုံးပါမယ်ပြီးသွားလို့ရှိရင် plus သူတို့မိသားစုတွေပါပြီးသွားလို့ရှိရင်အဲ့မိသားစုရဲ့တငယ်ချင်းတိုင်းဝိုင်းနေပါမယ်ဒီစစ်တပ်ရဲ့အတိုင်းဝိုင်းနေယာတုကုန်ငန်းတွေကိုမှဟိုဖားရပြီးတော့ဘောမပေါ့နော်ပြောရမယ်ဆိုအဲ့ဘောမအုပ်စုတွေလည်းပါအဲ့ဒီအုပ်စုတွေတီးတာဟိုသူတို့ကြုံပြရမှာဆိုလို့ဒီဟာတွေကိုလုံးနေကြတယ်ဆိုတာမျိုးကိုမမတို့ဒီဩစတြေးလျဒီပြည်ပရောက်နေတဲ့လူတော်တော်များကအဲ့ဒီဟာကိုလည်းမြင်တယ်ပေါ့မြင်တော့ခါကျတော့ဒီမျိုးဆက်ကြီးကကွာဘယ်လိုမှလည်းမခံနိုင်မတရားတာကြီးဖြစ်နေပြီဒီမျိုးဆက်ကငါတို့မှမရှိရဒီလိုမျိုးဟိုအသိဉာဏ်နဲ့ဒီလိုမျိုးစိတ်ဓာတ်တွေနဲ့မကောင်းတဲ့စိတ်ဓာတ်တွေနဲ့လူသားတွေပေါ်မှာအနိုင်ကျင့်နိုင်တဲ့စင်ရင်ပြုတ်နေတဲ့ generation ကမရှိရဘူးမဖြစ်သင့်ဘူးဆိုတဲ့ဟာမျိုးကိုနဲ့ကိုမှကြောင်းမြန်ကိုလှန်ပြရတော့မှအဲ့ဒီစိတ်ဓာတ်ပေါ့အဲ့ဒီစိတ်ဓာတ်မျိုးကဘယ် generation မှာမရှိရတော့ဘူးပေါ့နော်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့မမတို့ဆိုလို့ရှိရင်ဒီမှာကောင်းမွန်တဲ့စနစ်အောက်မှာကောင်းမွန်စွာနေထိုင်တယ်အဲ့လိုမျိုးစိတ်ပုံစံမျိုးပဲဒီဗမာပြည်သူသားတွေကိုလည်းကောင်းမွန်တဲ့စနစ်အောက်နဲ့ကောင်းမွန်စွာနေထိုင်မှုဟိုဆန္ဒရှိတယ်ဆန္ဒရှိတဲ့အချိန်မှာကက်လက်ဖြစ်နေတာဒီအဲ့ဒီ generation ဆိုတာအဲ့ခုနစစ်တပ်ကလာတဲ့အတိုင်းဝိုင်းပေါ့နော်အဲ့တိုင်းဝိုင်းကြီးတစ်ခုလုံးကဟိုသူတို့ရဲ့ခေါင်းထဲမှာကဒီဗမာပြည်သူသားတွေဟိုတစ်ချိန်လုံးခေါင်းပေါ်ဖြတ်ချင်နေတဲ့စိတ်တွေနဲ့အနာဂတ်ချင်းစီးနှင်းမှုလုပ်ချင်တဲ့စိတ်တွေပေါ့နော်ပြီးတော့လို့ရှိရင်နိုင်ငံရေးအတိုင်းဝိုင်းမှန်သမျှကိုသူတို့ကိုဆန့်ကျင်တဲ့အတိုင်းဝိုင်းမှန်သမျှကိုနှိပ်ကွပ်ထားတယ်ဟိုဘယ်လိုပြောရမလဲဟိုလူလုံးမပေါ်အောင်လုပ်ထားတယ်အဲ့ဒီစစ်တပ် generation အဲ့ဒီအတိုင်းဝိုင်းကြီးတစ်ခုလုံးကမမတို့ဒီမျိုးဆက်ကနေပြီးတော့တော်လှန်မဲဆိုတဲ့စိတ်ကိုမမတို့ကယုံကြည်တယ်ပေါ့နော်တော်လှန်သွားပြီးထောက်လျှောက်ကိုတော့စိတ်တက်တော့ဟိုဘယ်လိုပြအတွေးခေါ်ပိုင်းရတာအစားရောဒီ generation စီတွေကနေပြီးတော့တော်လှန်ကြတော့မယ်ဟိုရအောင်လဲသွားမယ်ဆိုတာကိုမမတို့ကယုံကြည်တဲ့အတွက်ကြောင့်ဒီတော်လှန်ရေးမှာပါဝင်နေတာလည်းဖြစ်တယ်ပေါ့နော်မမတို့ရဲ့ဟိုဘယ်လိုပြောမလဲမမတို့ရဲ့ရှာဟိုထောက်ပံ့တော့ငွေကြေးသည်အနေချင်းတော့ဖြစ်မယ်ဒါပေမဲ့လို့အဲ့ဒီအနေချင်းတွေဒီသူတို့အတွက်ကို motivation လည်းရမယ်ဆိုလို့ရှိရင်သူတို့အတွက်အားဖြစ်တယ်ဆိုလို့ရှိရင်မမတို့ကျင့်တတ်တယ်ပြီးတော့လို့ရှိရင်ဒီတော်လှန်ရေးကဒီချိန်မှာအောင်ရမယ်ဆိုတာလည်းမမတို့ကယုံကြည်တော့တတ်ကြမှုဒီကိစ္စဒီတော်လှန်ရေးမှာပါဝင်နေတာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမဟုတ်ကျေးဇူးအများကြီးတင်ပါတယ်မဒီ podcast နားထောင်နေသူတွေအနေနဲ့လည်းဒါသူတို့နဲ့ထပ်တူကြတော့သူတို့ထပ်တူခံစားရတော့ခံစားချက်တွေကိုဒီဖြေကြားချက်တွေကနေရရှိမယ်လို့လည်းမျှော်လင့်ပါတယ်မဟုတ်လေမတို့အဖွဲ့ကနေမခုနပြောသလိုပေါ့နော်ဒါဟော်ရာဝိုင်းမှာကြားတဲ့ထောက်ဖို့လူထုတွေနောက်မြန်မာပြည်တနန်တလျာကလက်ကွက်ကလေးရောင်းပြီးတော့ပဲဖြစ်ရော့ဒါလေးကိုတော့ဘာဘိုးသုံးပါဆိုပြီးတော့ပါဝင်အားဖြစ်ပေးသွားတဲ့လူထုတွေလည်းရှိကြတယ်အဲ့တော့သူတို့အားလုံးကိုလည်းမတို့စကားလေးနည်းနည်းပြောပြပေါ့နော်ဒီတော်လိုင်းရင်းမှာဟို fundraiser တွေစီရတစ်ဆင့်ပဲပါသူတို့ကိုယ်တိုင်ပဲပါပေါ့နော်။ဘာကြောင့်ဟိုဒီတော်လိုင်းရင်းမှာအားလုံးကပါဝင်ဖို့အရေးကြီးတာလဲ။ဒါမှမဟုတ်လဲမတို့လုပ်နေတဲ့ campaign တွေ project တွေမှာရောသူတို့အနေနဲ့နိုင်တဲ့လောက်ကလေးပဲဖြစ်ပေါ့။ဘာကြောင့် contribution လုပ်ဖို့အရေးကြီးတာလဲ။ဒါလေးကိုလည်းဘယ်လိုခေါ်မလဲကိုရီးယားလေးဟိုဩဇာ
ရှိရှိနဲ့ပြောတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လေသူတို့နားလည်လွယ်မဲ့စကားလုံးလေးတွေသုံးပြီးတော့မှအကြံပေးချင်တာဒါမှမဟုတ်မေတ္တာရက်ချင်တာရှိလို့ရှိရင်ပြောပေးပါလားရှင်ဒီဟာတစ်ဆင့်လေဟုတ်ကဲ့မလည်းအဲ့ဒါပြောချင်တာအဓိကအဖြစ်ပေါ့နော်မတို့မဲဘက်မှာခုလိုမျိုး online ကနေပြီးတော့အစားတောက်တွေရောင်းတာပဲဖြစ်ဖြစ်မတို့ခန်းမတွေမှာဈေးရောင်းပွဲတွေလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်လာရောက်အားပေးတဲ့ဒီဗမာပြည်သူပြည်သားတွေပေါ့အဓိကပြောချင်တာသူတို့ကြည့်ဆိုမတို့အများတန်းတင်နေရတယ်ဘာဖြစ်လို့တင်နေရလဲဆိုလို့ရှိရင်သူတို့ဘက်ကအစားတောက်တွေအရင်မကြည့်ပါဘူးမတို့တခါလေကြားလို့ရှိရင်မတို့ကရောင်းတဲ့အစားတောက်တွေကိုသူတို့ကလိုတာထက်ကိုတော့ပုံမှာကြတာလိုတာတွေကိုပုံမှာကြတယ်ပြီးတော့လို့ရှိရင်အပတ်တိုင်းမှာဒီမှာဈေးရောင်းပွဲရှိလဲမငင်းမြူသွားကြတယ်ရုပ်ရှင်ပြပွဲဆိုလဲမငင်းမြူသွားကြတယ်သူတို့ရဲ့သူတို့ဒီမှာပါဝင်လိုက်ခြင်းအဖြစ်ကငွေကြေးအဖြစ်ကိုအထောက်ပံ့ပေးနေတယ်လို့မျိုးဟိုဒီတော်လှန်ရေးကိုဒီဇိုင်းမမှန်နဲ့လုပ်နေတဲ့ဒီ PDF ရဲဘော်တွေပေါ့နော်တမန်ရဲဘော်တွေအတွက်ကိုလည်းတောက်တနေရကနေအားဖြစ်တယ်ဆိုတာကိုသူတို့သိတယ်ပေါ့နော်ဒီထက်ကိုလည်းသိလို့လည်းသူဒီလိုမျိုးပါဝင်နေကြတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်တယ်တချို့ဆိုလို့ရှိရင်ရှိတဲ့ငကက်ကလေးတွေ fundraising လုပ်မယ်ဒါမှမဟုတ်လို့ရှိရင် campaign တွေလုပ်မယ်ဆိုလို့ရှိရင်ရှိတဲ့ငကက်ကလေးတွေအိမ်မှာရှိတဲ့တမိုးရှိတဲ့ပကြီးကားချက်လေးတွေနောက်ပြီးလို့ရှိရင်တခုခုပေါ့နော်ဘာလေးများတမိုးမရှိလားမသိဒါလေးကတော့ campaign ထဲမှာငါတို့လုပ်လို့ရမယ်ထင်တယ်ဒီပွဲမှာတော့ဒီဟာလေးကိုတော့အမလှူချင်လိုက်တာကွယ်ဘယ်လိုပြောမလဲ refer ပဲလုပ်လို့ cancel ပဲလုပ်လို့ocean မဲဆွဲပေါ့နော်အဲ့ဒါမျိုးအဲ့လိုမျိုးလေးလာပေးတဲ့လူတွေရှိတယ်အဲ့လိုမျိုးလာပေးတဲ့လူတွေရဲ့တူးချင်းစီရဲ့ပါဝင်မှုတွေကအမားတို့တွေလုံးနေရတဲ့လူတွေကအတွက်ကိုပင်ပန်းရကြုံနဲ့တူလိုမျိုးပဲမိမိတို့ရဲ့အသက်တွေချွေးတွေကိုပေးဆက်နေရတဲ့PDF ရဲဘော်ကြီးအတွက်ကိုလည်းအရန်ကိုမှအထောက်အကူလည်းဖြစ်တယ်တရက်တအားလည်းဖြစ်တယ်ပေါ့နော်မမတို့ဆိုလို့ရှိရင်ဟိုတော်လေးစားတော့ဆိုလို့ရှိရင်ဘာမှလက်နဲ့ဘာမှမရှိတဲ့အချိန်မှာအဲ့ဒီမမရဲ့မိတ်ဆွေလေးတယောက်ဆိုလို့ရှိရင်ဒါအဲ့ဒီတိုင်းသားဒေသတစ်ဖက်ကိုရောက်သွားတယ်ပေါ့နော်မရေဒါလေးတော့တူမီလေးတရက်ကမရေ2သိန်းတန်းနဲ့3သိန်းတန်းနဲ့ကျွန်တော်ဝယ်လိုက်မယ်တော့အမတို့ဘယ်နှလားလောက်ရှာပေးနိုင်တယ်စသည်ဖြစ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးကမမတို့ရှိရမမတို့ပစ္စံနေနဲ့သွားတာမဟုတ်ပါဘူးကျွန်မတို့ပစ္စံနဲ့သွားတာမဟုတ်ပါဘူးပေါ့နော်ဒါတွေအကုန်လုံးကခုနကပြောသူ fundraiser တွေရှိရsorry ဒီထောက်ဖို့လာတဲ့လူတူချင်းစီကနေလာတဲ့ပစ္စံတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီမှာဒီတော်လှန်ရေးဒီမှာပြတ်ရမယ်မကြခင်အောင်ပွဲဝင်တော့မယ်ဆိုတာမျိုးကိုလည်းဒီရမုံဝေရှာပွဲတွေမှာပါနေတဲ့ဗမာပြည်သူပြည်သားတွေသိကြတယ်ဆက်လက်ပြီးတော့လည်းပံ့ပိုးဖို့ကျမကမဒီနေရာနဲ့တက်ဖို့ပို့ပြီးတော့ပြောချင်တယ်ပေါ့နော်နောက်တစ်ခုကခုနသမီးပြောတဲ့ထောက်ပြသွားတဲ့အညာဒေသမှာဒီလိုမျိုးကိုယ့်ရဲ့အိမ်လေးတွေယာလေးတွေကိုရောင်းပြီးတော့မှတော်လိုင်းကြီးတွေကိုထည့်လိုက်တယ်ငကက်ကလေးတွေလှူကြတယ်တချို့ PDF ရဲဘော်တွေဆိုလို့ရှိရင်သူတို့ပိုင်ဆိုင်တဲ့campaign တွေလုပ်တော့မှလက်နက်ကလုံနေပြီဆိုလို့ရှိရင်သူတို့ပိုင်ဆိုင်တဲ့မြေတွေတောင်မှသူတို့ကနေပြီးတော့campaign တွေထဲမှာဒီမြေကွက်ကဘလောက်တန်တဲ့တရားကို campaign လုပ်ခဲ့တဲ့ရဲဘော်တွေလည်းအများကြီးရှိတယ်လေဆိုတော့ခါကျတော့ဒီဟာတွေအကုန်လုံးကတူးချင်းစီရဲ့စိတ်တက်တွေကဘလောက်တောင်မှပြင်းပြနေတယ်ဒီမိုကရေစီရရှိတော့ကိုဘလောက်ပြင်းပြနေတယ်ရှစ်အာနာရှင်စနစ်ကိုပပြဖို့တော့ဘလောက်တောင်ပြင်းပြနေလဲဆိုတဲ့ဟာမျိုးကိုအဲ့ဒါမျိုးတွေတွေ့ပြီးတော့အမားတို့ကအရန်ကိုအားတက်ရတယ်အမားတို့ချိန်မှာဟင်းတပွဲလာစားရင်တော့မှဟဲ့ငါတို့ဟင်းလေးတပွဲမှာလေကြည်စမ်းဒီမှာဒီဟာလေးကတော့ဘယ်နှပွဲတော့မှာလားဆိုတဲ့ဟာမျိုးနဲ့အားတွေတက်ရတယ်စိတ်တွေတက်ရတယ်သူတို့ဒီထက်ကိုလည်းပို့ပြီးတော့ထောက်ပံ့ပေးပါအောင်လို့ပြောချင်တယ်ပေါ့နော်ဒီချိန်ကပို့ပြီးတော့အရေးကြီးတယ်လို့အမားတို့ကမြင်တယ်ပေါ့ပြီးခဲ့တဲ့လွန်ခဲ့တဲ့2 နှစ်3 နှစ်ကတော့ဒါစုဆောင်းရတယ်ပညာတွေသင်ရတယ်လက်နက်တွေစုဆောင်းရတယ်ပစ္စည်းတွေစုဆောင်းရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ငါတချို့တက်ရင်နေဆိုလို့ရှိရင်အမရေကျွန်တော်တို့မှပြည့်စုံနေပြီဒါပေမဲ့ကျွန်တော်တို့ဒီနှက်ခမ်းနေပေါ့နော်ဒါအမတို့ပြောမယ်ဆိုဒါတော့ပြဿနာချင်းမဆိုလို့ဒါနှက်ခမ်းနေပဲပြောကြည်စမ်းမပြောပါပဲပြောပစ္စည်းတွေလိုနေတာပေါ့ဆိုတော့ဒီချိန်မှာပြည့်စုံနေပြီဘယ်လိုပြောမလဲဒီစစ်ရေးရလဲအတွေ့အကြုံတွေများနေပြီပြီးတော့လို့ရှိရင်အင့်တော့လက်နက်တွေလည်းရရှိနေပြီဆိုတော့လိုနေတာကြီးစံပိုးတွေလိုနေကြတယ်ဒီချိန်မှာပို့ပြီးတော့မှထောက်ပံ့ရမယ်ပို့ပြီးတော့အလုပ်လုပ်ရမယ်ပေါ့နော်အဲ့တော့ထောက်ပံ့ကြပါအောင်ပို့ပြီးတော့ခရိုင်ထက်ကိုပို့ပြီးတော့ပင်မနေတာတော့သိရဲဒါပေမဲ့လို့ဆက်လုပ်ရတော့မယ်ပို့ပြီးတော့လုပ်ရမယ်အချိန်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ထောက်ပံ့ပေးကြပါအောင်လို့ထောက်ပံ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟင်းတစ်ခွက်လောက်ဝယ်ပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်ကျမတို့ဒါတော့မဲပုံတက်ပေါ့နော်ပြည်သူဗမာပြည်ကလူတွေဒီပြင်တနိုင်ငံကလူတွေနိုင်ငံခြားတငယ်ချင်းတွေရှိပါတယ်ဗမာတငယ်ချင်းတွေကနေဒါတို့အမေရိကတို့လည်းအဲ့လိုပဲပေါ့နော်စူးစမ်းနေတာအသီးသီးလေအဲ့တော့အဲ့စူးစမ်းနေတဲ့လူတွေညှိဝဲတဲ့လူတွေဘ
ဘယ်ဖြစ်ပွဲလာပြီးတော့ပွဲတွေလာပြီးကြပါလို့ပွဲတွေလာအသေးချအဖြစ်လဲကျမတို့တွေမောတာတွေပြည်တာပေါ့နော်လူ2ယောက်တွေ့တာဆိုလို့ရှိရင်10ယောက်တွေ့ရရင်တော့ပို့ပြီးတော့အားတက်တာပေါ့နော်အဲ့ဒါမျိုးတွေလာပြီးတော့ဆက်လက်ပြီးတော့အားပေးထောက်ပံ့ပေးကြပါလို့ဒါတွေကလက်ဟတ်သက်မဖြစ်ပါဘူးပြီးတော့ကျမတို့ကိုယ်တိုင်ကဒီပစ္စံတွေကိုရတဲ့ခါကြလို့ရှိရင်စီးဆင်းသွားတဲ့ခါကြလို့ရှိရင်သိချစနစ်တကျနဲ့ပေါ့နော်စီးဆင်းအောင်လုပ်ပါတယ်ဘယ်လက်ဟတ်သက်မဖြစ်ပါဘူးပေါ့နော်မဟုတ်တဲ့လက်ထဲကိုလည်းမရောက်ပါဘူးလို့အဲ့ဒါလေးဆက်ပြီးတော့ထပ်လာမျိုးပြောချင်ပါတယ်တော်လန်ချီတက် podcast ကိုနားဆင်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်။ຫນွေဦးတော်လန်ရေးရဲ့အလွှာဆုံးမှာပါဝင်နေကြတဲ့ရုပ်ပုံလွှာအသီးသီးကိုအခု Radio Podcast ကနေလာစဉ်စောင့်မျှော်နားဆင်ပေးပါအောင်ရှင်။